စားထားတာရှိတယ်ဒါသူစားတာလေစားတာလားဘာလို့ထားလဲဟမ်ဟဲ့ဖုံးပိတ်အောင်ပြောချက်ရှိလို့နော်ချဲလာခေါ်ကြရှိတယ်သိလားဒီအားလုံးတွေမြင်ပါမေဒါတို့ အခက်အခဲဖြစ်တယ်ဘောနော်လိုက်ဒီက subscribe လေးလုပ်လိုက်တာဒီကတော့ အခုမပေးစင်းလာတာမေတို့မနဲ့ဆိုလို့ရှိရင်ဒီကတော့ရှိရမှာဖြစ်ပါဘူးမနဲ့ဆိုရှင်အစာပြေးစားတာမနဲ့ခင်ကြရေးစားလို့ဆိုတဲ့အကြောင်းလေးကိုတရားရီကို challenge နဲ့ဆိုလုပ်ပြပေါ့နော်ခုမှတည်းမှာတယောက် comment ခပါ idol လေးလို့ပိုင်းနိုင်ဖြစ်နေတော့ဒီပေါ်ဒါပေမဲ့တော့မှာတော့ကိုပဲပြင်းပြင်းမိကပါလည်းပို့ရိုက်ညာတစ်ခါကျရင်3တာဒီစားပြီလားစားဖို့လုပ်ပြီးမီးနေပါရဲ့တစ်ခါကျရင်3တာအားလုံးမတစ်ခါကျရင်စစ်ပေါက်တွေးလိုက်လို့စစ်ပေါက်တွေးလိုက်လို့ရှိရင်1000လောက်မနှက်စား1000ရှိတယ်ပြီးတော့နေ့လယ်စာပေးဝယ်ပါဝယ်ဆိုလို့ရှိရင်1000ညဘက်ကမုတ်ဝယ်တာနဲ့ညီမလေးမုတ်စားတာနဲ့သားတို့ဟိုလောက်တာနဲ့ပါညာနဲ့ဆိုရှင်1000လောက်ရှိတယ်နေ့3000လောက်ပဲသိလားအဲ့ဒါအခုမမြင်ညီမလေးနဲ့မမြင်တိုင်နေတယ်ပြီးတော့မနေ့ပြန်ရစားပြီးတော့တမီပုံလုံးမှာဒိုသားမိ3ယောက်ကို9000နဲ့တုံးတယ်ချင်းလိုက်စိတ်မလားကိုစိတ်မလားစိတ်ဝင်စားလား3ယောက်9000ဘလို့ဖြစ်လိုက်ပေါ့လေအဲ့ချင်းလိုက်ခေါ်တယ်ဆိုတာအဲ့လိုခေါ်တာလေမောင်လေမီးရှင်းမြမယ်ကိုကဟာတခုမဟုတ်စားခြင်းမစားရဘူးလေငါသိရရှာမရှိနဲ့ဟမ်အခုအဲ့လိုချဲလိုက်လဲလုပ်မယ်နောက်လို့ရှိရင်အခု3ယောက်အခုမိသားစု3ယောက်ရှိတယ်3ယောက်မှာအခုဒါဆာမဘဲမပြီးသေးလို့မမေကအဲ့စကားမပြောနဲ့ဟုတ်လားပြီးသွားပြီဆိုတော့စကားပြောမယ်သူတားကလည်းအခုမမေတို့3ယောက်ပဲဒါနောက်ရေးရှိဆိုရှင်သေးကြတာတခုကတော့နောက်ဆိုရှင်မမေတို့တားမိ3ယောက်ပဲရှိမှာအဲ့တားမိ3ယောက်ပဲရှိတော့တို့တားမိ3ယောက်ပဲချစ်ခင်စစ်စစ်လို့နဲ့တားဖို့တယောက်မျိုးစီခွဲဝေယူပြီးတော့ရေးရှိလို့နေရာမှာဒါတို့အဲ့မလဲပညာလို့ကိုတောင်းနေတဲ့အပိုင်းကိုတောင်းနေတယ်တော်ကြဒီကစကားပြောအရင်တော်ကြအဲ့ဒါတော့ဒါတောင်းနေတယ်ပဲအရင်ပြောတာအခုသားကနောက်သမီးကိုကြောင့်